အမျိုးသမီးကအမူးလွန်ပြီး CEO တယောက်နဲ့တညတာမြစ်တာစိတ်ကိုဖိမိသွားပါတယ်နောက်တနေ့မနက်သူမနိုးလာတဲ့အခါမှာတော့အဲ့ဒီကိစ္စအတွက်အရန်ကိုနောင်နှရသွားခဲ့ပါတယ်ဒါပေမဲ့သူမလက်မှတ်ဖြတ်ထားတဲ့လေရင်ကလည်းမကြခင်မှာထွက်ခွာတော့မှဖြစ်တာကြောင့်အဲ့ဒီနေရာကနေပြပြတလဲနဲ့ထွက်ပြေးလာခဲ့ပါတယ်မထင်မှတ်ပဲသူမရဲ့တငယ်ချင်းပေးထားတဲ့ဟန်းချိတ်လေးကိုအခန်းထဲမှာမတော်တဆချန်ထားခဲ့မိပါတယ် CEO နိုးလာတဲ့အခါအဲ့ဒီဟန်းချိတ်လေးကိုချက်ချင်းပဲတွေ့သွားပါတယ်သူကသူ့ရဲ့လက်ထောက်ကိုအဲ့ဒီအမျိုးသမီးကိုဘလို့နီးနဲ့ဖြစ်ဖြစ်ရှာဖို့အမိန့်ပေးခဲ့ပါတယ်ဒီလိုနဲ့ရှာဖွေခဲ့တာဟာ6နှစ်တိုင်တိုင်ကြာမြင့်ခဲ့ပါတယ်အခုဆိုရင်တော့အမျိုးသမီးကနိုင်ငံခြားမှာပညာသင်ပြီးပြန်ရောက်လာခဲ့ပါပြီသူမရဲ့ဘေးနားမှာကောင်လေးတယောက်ရှိနေပြီးအဲ့ဒီကောင်လေးက CEO နဲ့ရခဲ့တဲ့သူမရဲ့ရင်သွေးလေးပဲဖြစ်ပါတယ်လေစိတ်ကနေထွက်ခွာလာပြီးနောက်မှာတာမီနှစ်ယောက်ကတငယ်ချင်းဖြစ်သူနဲ့အတူအိမ်ကိုပြန်လာခဲ့ကြပါတယ်အမျိုးသမီးမှာဟန်းချိတ်ပြောက်သွားတာကိုသိလိုက်ရတဲ့အခါတငယ်ချင်းဖြစ်သူကသူမအတွက်ပုံစံတူဟန်းချိတ်တစ်ခုကိုထပ်ပြီးဝေပေးခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ CEO စီကိုလည်းသတင်းတစ်ခုရောက်ရှိလာခဲ့ပါတယ်သူကအဲ့ဒီဟန်းချိတ်လေးကိုယူဆောင်ပြီးအမျိုးသမီးကိုရှာဖို့သူ့ရဲ့လက်ထောက်နဲ့အတူချက်ချင်းပဲထွက်လာခဲ့ပါတယ်သူတို့အပေါ်ထက်ကိုတက်တော့မဲ့အချိန်မှာပဲတားလေးကိုခေါ်ပြီးဟင်းချက်စရာဝယ်ဖို့အပြင်ထွက်လာတဲ့အမျိုးသမီးနဲ့အမှတ်မထင်ဆုံးတွေ့မိခဲ့ပါတယ်သူတို့နှစ်ယောက်တယောက်နဲ့တယောက်ဖြတ်ကျော်သွားတဲ့အချိန်မှာ CEO ကသူမကိုမြင်ဘူးတလို့ခံစားလိုက်ရပေမဲ့သူမကဘာတူလဲဆိုတာကိုအတိအကျမမှတ်မိခဲ့ပါဘူးဒါကြောင့်သူကတက်တက်ပဲဖျက်လျှောက်သွားခဲ့ပါတယ်သူကအမျိုးသမီးရဲ့အိမ်ထဲကိုလက်ထောက်နဲ့အတူဝင်သွားခဲ့ပေမဲ့အဲ့ဒီညကအမျိုးသမီးဟာသူမရဲ့တငယ်ချင်းဖြစ်သူလို့အထင်မှားသွားခဲ့ပါတော့တယ်တငယ်ချင်းဖြစ်သူကလည်းတထေးကတော့ဖြစ်ချင်တာကြောင့်အခွင့်အရေးကိုအရယူပြီးသူမရဲ့နေရာမှာအစားဝင်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ CEO ကသူ့ရဲ့လုပ်ရက်အတွက်တာဝန်ယူလို့ကြောင်းပြောခဲ့ပါတယ်တကယ်လို့သူမသဘောတူမယ်ဆိုရင်သူ့ရဲ့ခြံဝင်ကြီးစီကိုပြောင်းရွှေ့နေထိုင်နိုင်တယ်လို့ဆိုပါတယ်သူကမထွက်ခွာခင်မှာလိပ်စာကတ်တစ်ခုချန်ထားခဲ့ပြီးတိတိကျကျစဉ်းစားဖို့သူမကိုပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကဈေးဝယ်ပြီးနောက်တားလေးနဲ့အတူအိမ်ပြန်ရောက်လာပါတယ်သူမရဲ့တငယ်ချင်းကအတွေးလွန်နေတာကိုမြင်တော့သူမကဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်အမျိုးသမီးရဲ့မိကွန်းကြောင့်တငယ်ချင်းဖြစ်သူကလန့်သွားပြီးစိတ်ကူးရင်နေတာကနေနိုးထလာခဲ့ပါတယ်အမျိုးသမီးကစူးစမ်းလိုစိတ်နဲ့အဲ့ဒီကတ်ကိုကောက်ယူကြည့်ဖို့ကြိုးစားပေမဲ့သူမရဲ့တငယ်ချင်းကအတင်းလူယူသွားခဲ့ပါတယ်သူမကအဲ့ဒီကတ်ဟာသူမရဲ့ရီးစားပိုင်တာလို့အမြန်ပဲရှင်းပြခဲ့ပါတယ်အမျိုးသမီးကအဲ့ဒီရီးစားနဲ့တွေ့ချင်တယ်လို့ပြောခဲ့ပေမဲ့သူမရဲ့တငယ်ချင်းကညှင်းဆိုခဲ့ပါတယ်ဒါကိုမြင်တော့အမျိုးသမီးကလည်းထပ်ပြီးအတင်းမမေးတော့ပါဘူးနောက်တနေ့မှာတော့တငယ်ချင်းဖြစ်သူက CEO ရဲ့ခြံဝင်ကြီးစီကိုပြောင်းရွှေ့သွားပါတော့တယ်အမျိုးသမီးကတော့ဒါတွေအားလုံးကိုဘာမှမသိခဲ့ပါဘူးဒါပေမဲ့လည်းတိုက်တိုက်ဆိုင်ဆိုင်ပဲအမျိုးသမီးကမထင်မှတ်ပဲ CEO ရဲ့အမျိုးသမီးအတွင်းရေးမှုဖြစ်လာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူမက CEO ကိုအဲ့ဒီညကအမျိုးသားဖြစ်နေမှန်းချက်ချင်းပဲမှတ်မိသွားပါတော့တယ်